င်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ Linga Support Channel ကနေလည်းကြိုဆိုပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒါဗုဒ္ဓဦးနေ့ညကြာသပတေးနေ့မနက်မှာရှင်မြန်ကစားကြမယ်ဒါ UFA Champion League ပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်တွေကတော့တော်တော်များများကစားနေကြပြီဆိုတော့ UFA Champion League ပွဲစဉ်မှာဒါကျွန်တော်အကြက်ကလေးပဲရွေးချယ်ပြီးတော့သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ပွဲချုပ်သုံးသပ်တယ်ဆိုတာကတော့ပွဲပြီးသွားမှဒါအရှုံးနိုင်ကိုဖြေပေါ်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကတော့ဒါကျွန်တော်အကြက်ကလေးရွေးချယ်ပေးထားတဲ့အတွက်ကြောင့်မလို့ညီကိုတို့လည်းကြိုက်နှစ်သက်မယ်ဆိုရင်လိုက်ပြီးစော်ကားရသလိုမကြိုက်နှစ်သက်တဲ့ညီကိုတွေကမိမိကြိုက်နှစ်တဲ့အတူရွေးချယ်စော်ကားပိုင်ဝင်ရှိပါတယ်အဲ့တော့ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒါ UFA Champion League ရဲ့ပေါ့နော်ဒါပွဲစဉ်ထဲမှာဆိုရင်Chelsea နဲ့ဒီပထမဆုံးပွဲစဉ်ဖြစ်တယ်မှာ Perform ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် Chelsea နဲ့ Perform တို့ပွဲစဉ်မှာဆိုရင် Chelsea ကတော့ဒါ UFA Champion League ရဲ့အစဉ်အလာရက်တမှု73မှာဖြစ်နေ Perform ကတော့ဒါ26မှာရှိတယ်ဗျရမယ်လိုအပ်ချက်ရှိနေတဲ့ Performသူ့တဲ့လိုအပ်ချက်ရှိနေတာ Chelsea ကဒီတစ်ခါနိုင်သွားခဲ့မယ်ဆိုရင်73မှတ်နဲ့အတူတူဒါဥရောပရဲ့ဒါဝင်ခွင့်ပေါ့နော် Champion League ကိုတရက်ဆက်လက်ပြီးစူးစမ်းသွားမှာလည်းဖြစ်တယ်ဗျအင်္ဂလိပ် Chelsea ကတော့ဒါ Champion League မှာတော်တော်ကောင်းတယ် Perform Champion League မှာကောင်းတယ်ဆိုရင်အသင်းကြီးတောင်ဒုက္ခပေးမယ်အင်္ဂလိပ်တော်တော်ကောင်းတယ်မှာတယ်ဘိုးကမှာထိန်းစော့တတ်တယ်မှာဂိုးတွေပြန်ပေးထားတာများတယ် Chelsea ကတော့ Champion League မှာဆိုရင် Barcelona ကိုအနိုင်ရရှိပြီးတဲ့နောက်မှာကျွန်တော်ပွဲစဉ်မှာပြန်ပြီးရှုံးနေထားတဲ့ကြောင့်မို့ဒီနေ့နီးပြအပြောင်းအလဲလုပ်ထားတယ်နောက်တစ်ခုကတော့ဒီကစားသမားတွေမှာလည်းဒါစိတ်တပိုင်းကလည်းပြန်မြင့်တက်လာပြီးတော့နောက်ဆုံးပလီးများလေးပွဲတွေမှာအနိုင်ရရှိပြီးတော့Perform အသင်းလိုအသင်းမျိုးအခန့်ကစားမှာဆိုထိတ်တိုက်တွက်ဆုံမှုတော့တစ်ချိန်မှမရှိဘူးဆိုပေမဲ့ကစားသမား line နဲ့ရရင်တော့ Chelsea ကလည်းအိမ်ရှင်ပေးတဲ့နဲ့မလို့တော်တော်လေးတာရဆိုမဲ့ယနေ့ဖောက်ပေးတဲ့ Chelsea ရဲ့ body လေးမှာဆို Perform ကိုပေါ့နော်နှလုံးသွင်းပြဆုံးရှုံးစီကနေနှလုံးရှုံးစီတီဖောက်ပေးထားတယ်ပိုပေါင်းသေးမှဆိုရင်တော့သုံးလုံးရှုံးစီတီပေးထားတွေးထားပြတာကနဦးစီပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီ Chelsea နဲ့ဒီ Perform ရဲ့ပွဲစဉ်မှာကစားသမားနဲ့ဒီ Perform ရဲ့ကစားသမားကိုရှင်းလိုက်မယ်ဆိုရင် Chelsea ကစားသမားတော်တော်တာတယ်ဆိုတော့ကျွန်တော်ကဒီနေ့ပွဲစဉ်မှာ Chelsea နဲ့ Perform ရဲ့ပွဲစဉ်မှာအနည်းဆုံး Chelsea တို့2စီးဖြစ်သွားရင်တော့မှဒါကျွန်တော်အနေနဲ့ပို့ပြီးတော့ဒါအဆင်ပြေမှပြီးတော့ဒါ3စီးလောက်ထိလဲညှော်မှန်းလို့တော့ရတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ဒီ Perform နဲ့ဒီ Chelsea တို့ရဲ့ပွဲစဉ်မှာဆိုစိတ်ကြောက်ရွေးချယ်ပေးရမှာဆိုအမှုဖြစ်တဲ့ Chelsea body လေးကိုတင့်တော်စင်းနဲ့ပဲလိုက်ပြီးတော့ရွေးချယ်ဆော့ကစားသိကျင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ Chelsea နဲ့ Perform တို့ရဲ့ UEFA Champions League ပွဲစဉ်မှာဆိုရင် Chelsea body ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်တစ်ပွဲဖြစ်တဲ့ Atalanta နဲ့ Bilbao ပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်တယ် Atalanta နဲ့ဒီ Bilbao တို့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါ Champions League ရပေါ့နော်အစဉ်အလာရက်တည်မှုမှာဆိုရင်ဒါအဆင့်9မှာ Atalanta ကတော့ရှိနေပြီးတော့ Bilbao ကတော့ပေါ့နော်ဒါအစဉ်အလာ28မှာရှိနေတယ်ဆိုတော့ရုံးကန်အားကတော့နှစ်သင်းသလုံးရှိရဆိုပေမဲ့ထိတ်တိုက်တွက်ဆုံမှုရောက်ကြည့်ရမှာဆိုရင်တော့ဒါသူတို့အနေနဲ့တစ်ချိန်တစ်ခါမှမရှိဘူးဆိုပေမဲ့အမှုပြတဲ့ Atalanta လေးကတာပြီးတော့ Champions League မှာပုံစံကောင်းနေရှိတယ် Bilbao ကတော့ဒီရုံးကန်နေရပြီးတော့လိပ်ဖလားပြိုင်ပွဲမှာစရုံးကန်နေရတယ်ဗျ Atalanta ကတော့ Italy Serie A ရဲ့ဒီလိပ်ပြိုင်ပွဲမှာဆိုရင်ရုံးကန်နေရဆိုမှပုံစံကောင်းလေးတွေပြန်ရှိလာပြီးတော့ Champions League မှာတော်တော်စူးစမ်းတာကိုတွေ့ရတယ်ဆိုတော့အိမ်ဝင်ဖြစ်တဲ့ Atalanta ပြီးတော့ဒီနေ့ဖောက်ပေးထားတဲ့ Bilbao ရဲ့ body ကြီးကိုပေါ့နော်ဒီနေ့ကြောက်ပေးထားမှလို့ရှီတူဆိုရင်ပြားဆုံးရှုံးသေးရှီတူဆိုရှုံးသေးလုံးသွင်းသွားရင်တဝက်အစားဆေးတွေကြီးဖောက်ပေးထားတယ်ကိုပေါင်းသေးမှဆိုနှလုံးသွင်းသွားပြားဆုံးရှုံးသုံးလုံးသေးရည်သေးတွေကြီးကတ်လိုက်ထားတွေ့ရပေါ့ကနဦးစေးပေါ့နော်ဆိုတော့ Atalanta အိမ်ကွင်းကလည်းဂိုးသွင်းအားရှိသလို Bilbao ကလည်းပြန်ရုံးကန်လာခဲ့မယ်ဆိုရင်တော့ဒါသူတွင်းကိုတွင်းတော့ဖြစ်သွားမယ်လို့ထင်မယ်ကျွန်တော်ကတော့ဒီနေ့တော့တိတ်အများကြီးဂိုးမြူးသွားမှမထင်ဘူးနိုင်ရရှိသွားရင်တော့ Atalanta လို့ကတ်နိုင်သွားတဲ့အလားအလာတော့ရှိပြီးတော့ဂိုးလေးနည်းသွားမယ်ဆိုလို့ကျွန်တော်ခံမှန်းမိပါတယ်အဲကျွန်တော်ကတော့ဒီ Atalanta နဲ့ Bilbao တို့ရဲ့စိတ်ကြိုက်ဒီကျွန်တော်ရွေးချယ်ပေးရမယ်ဆိုရင်အင်္ဂလိပ်ဖြစ်တဲ့ Atalanta body လေးကိုကြိုက်တယ်လို့ကိုဘအောက်ကလေးရွေးချယ်ပေးခြင်းနဲ့ကိုဘအောက်ကလေးကိုကဒီနည်းနည်းပပပေါ့နော်ရွေးချယ်ပြီးတော့စော်ကစားသိကျင်ပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့နောက်ဆုံးပွဲအနေနဲ့ပေါ့နော်ဒါကျွန်တော်ရွေးချယ်ပေးထားဆိုရင် Juventus နဲ့ဒီ Benfica ပွဲဆိုရင်ကျွန်တော်ရွေးချယ်ပေးထားဖြစ်ပါတယ် Benfica နဲ့ဒီအဝေးပွဲမှာရှင်များမှာ Juventus ကအင်္ဂလိပ်ဆိုပေမဲ့ဒီ Champions League ရဲ့အစဉ်အလာရက်တွေမှာဆို Juventus ကတော့ဒါအဆင့်18မှာရှိနေပြီးတော့ Benfica ကတော့25ဗျရမှလိုအပ်ချက်ကနှစ်သင်းလုံးရှိနေတယ် Juventus နဲ့ဒီဝက်နိုင်သွားလို့ရှိရင်အပြောင်းလဲလေးဖြစ်ပြီးတော့ဥရောပချန်ပီယံလိကိုတရိုက်ဝင်ဝင်ပေါ်နဲ့16သင်းကိုတက်ဖို့အတွက်ကြိုးစားလာဖို့ရှိတယ်။ Benfica ကတော့အဝေးပွဲမှာဆိုထိန်းစော့တက်တယ်ဆိုမှလိပ်ဖလားပြိုင်မှာဆိုနောက်ဆုံးကစားတဲ့ပွဲပြင်တီကိုပေါ့နော်အနိုင်ရရှိထားတပွဲပဲရှိသေးဆိုပေမဲ့ Juventus နောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လိပ်ဖလားပြိုင်မှာရှုံးနေထားတယ်။ Champions League မှာဆိုတော့ Juventus ရုံးကန်နေရဆိုမှဂိုးလေးတွေပြန်သွင်းဂိုးလေးပေးထားရှိရဆိုပေမဲ့ Benfica ရဲ့တိုက်စစ်ကလည်းဂိုးသွင်းနှုန်းလေးကြာနေတွေ့ရတယ်ဗျ။အဲ့တော့ကျွန်တော်က Juventus နဲ့ဒီ Benfica တို့ဘက်မှာဆိုအိမ်ဝင်ဖြစ်တဲ့ Juventus နေတော့ကနဦး body စီးမှာဆိုရင်ရှေ့လူဆိုရင်အရှုံးလေးရနေပဲရှေ့တူဆိုရင်ပြားဆုံးအရှုံးလေးဒီဖောက်ပေးထားတယ်ဗျ။ဒါပေမဲ့ကိုပေါင်းစီမှာနှလုံးရှုံးလေးတွေပေးထားတယ်။အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်ပါဂျူပင်အိမ်ကွင်းမှာအားသာချက်တွေရှိပြီးတော့ဒဏ်ရာပြဿနာမှာလည်းကင်းစင်နေတယ်။ဒါတချို့ကစားသမားတွေပြန်လည်ကောင်းမွန်လာပြီဆိုပေမဲ့ Benfica လည်းနည်းနည်းတော့ရှိတယ်ဗျ။အဲကြောင့်ကျွန်တော်လည်းဒီနေ့တက်ကြရွေးချယ်မှုမှာဆိုရင်ဂျူပင်နဲ့ Benfica တို့ပွဲစဉ်မှာဆိုအိမ်ကွင်းဖြစ်တဲ့ဒါဂျူပင် body လေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်။တက်နေတက်မယ်ဆိုရင်တော့ကိုယ့်ရဲ့တင်တော်စင်းနဲ့ပဲလိုက်ပြီးတော့စောကစားသိခြင်းပါတယ်ပေါ့နော်။အဲကြောင့်ကျွန်တော်ကတော့ဒီနေ့ဂျူပင်နဲ့ Benfica တို့ပွဲစဉ်မှာဆိုအိမ်ကွင်းဖြစ်တဲ့ဂျူပင် body ရွေးချယ်ပေးပါတယ်။
ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားရပါတော့ဗုဒ္ဓဦးနေ့ညကြာတာပတိမိနစ်မှာရှင်မြန်သားမယ် UFA ချန်ပီယံလိပွဲစဉ်တွေမှာဆိုရင်ရှက်စီးနဲ့ပါဖို့ပွဲစဉ်မှာဆိုရင်အင်ခွင့်ဖြစ်တဲ့ရှက်စီးဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်အတ္တလန္တာနဲ့ပြီးပါပွဲစဉ်မှာဆိုအတ္တလန္တာဘော်ဒီနဲ့ကိုပေါင်းအောက်လေးကိုနှစ်ချောင်းကျွန်တော်ရွေးချယ်ပေးထားပေးတဲ့အပြင်ဂျူကွေနဲ့ပင်ပီကာတို့ပွဲစဉ်မှာဆိုအင်ခွင့်ဖြစ်တဲ့ဂျူဝင်ဘော်ဒီကိုရွေးချယ်ပေးထားပါဒီပွဲစဉ်၃ပွဲသလုံးတော့ညီကိုတို့ကြိုင်ရှင်းလို့မယ်ဆိုရင်တော့လိုက်ပြီးတော့ရွေးချယ်စောကစားပိုင်ဝင်ရှိပါတယ်မကြိုက်တဲ့ညီကိုတွေကတော့ဘက်ကန်ကစားကြပါခင်ဗျာနော်ကောင်းကောင်းကြပါသေးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ